ဒီနေ့ရှင်းပြမယ့်အကြောင်းအရာကသင်္ချာတူးမှာဆိုရင်အရေးအကြီးဆုံးနဲ့အခြေခံကြဆုံးနေတဲ့အတစ်ခုကိုရှင်းပြပေးမှာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်သင်္ချာနားလည်ထားဖို့လိုအပ်တယ်။ပုံမှာဆိုလို့ရှိရင်ညင်း L နဲ့ညင်း M နဲ့ပြိုင်မြင်းနေဖြစ်ကြရပေါ့။အဲ့ဆိုရဲညင်းကဖြတ်ထားတယ်။အဲ့ဒီအတွက် H ကဖြတ်မြင်း။ညင်းပြိုင်တဲ့အကြောင်းကိုဖြတ်မြင်းတစ်ခုကဖြတ်သွားတဲ့အချိန်မှာအပေါ်မှာတောင်၄ခုဖြစ်ပေါ်တယ်။အောက်မှာလည်းတောင်၄ခုဖြစ်ပေါ်တယ်။အပေါ်ရဲ့ညာတောင်နှစ်ခုဖြစ်တဲ့တောင် A နဲ့တောင် E တူတယ်။အပေါ်ရဲ့ဘယ်တောင်နှစ်ခုဖြစ်တဲ့တောင် B နဲ့တောင် F တူတယ်အဲ့လိုပဲတောင် C နဲ့တောင် G လည်းတူတယ်တောင် D နဲ့တောင် H လည်းတူတယ်ခုနကပြောတဲ့တောင်တွေကဘာတောင်လဲဆို live ဖက်တောင်တွေအဲ့လိုပဲ live ဖက်တောင်တွေတူသလိုပဲဝိသမန်တောင်တွေကလည်းတူတယ်ဝိသမန်တောင်တွေကပုံမှာဆိုလို့ရှိရင်တောင် C နဲ့တောင် E ရယ်တောင် D ရယ်တောင် F ရယ်နောက်တစ်ခုကထိတ်ဆိုင်တောင်တွေကထိတ်ဆိုင်တောင်ဆိုတာမျက်နှာချင်းဆိုင်နေတဲ့တောင်တွေကိုပြောတာမှာဆိုရင်ပုံမှာဆိုလို့ရှိရင် A ရယ် C ရယ် B ရယ် D ရယ် E ရယ် G ရယ် F ရယ် H ရယ်ဒီနောက်တစ်ချက်ကကြတော့တေချာနားလည်ထားဖို့လိုအပ်တယ်ဒီပုံကိုစာထဲမှာကူးဆွဲပြီးတော့လက်နဲ့အုပ်လိုက်အဲဆိုရင်တစ်ဖက်ပဲပေါ်လိမ့်မယ်ဖြတ်မြင့်ရဲ့တစ်ဖက်ကိုစောင်းနေပြီးလက်နဲ့ပြီးအုပ်ထားလိုက်အဲဆိုတစ်ဖက်လည်းပေါ်နေတဲ့အချိန်မှာဒီဘက်ဘယ်ဘက်ကိုအုပ်လိုက်မယ်ဆိုရင်တောင် D နဲ့တောင် E ပေါင်းညာ180အဲ့လိုပဲညာဘက်ကိုအုပ်မယ်ဆိုရင်တောင် C နဲ့တောင် F ပေါင်းညာ180အဲ့တော့ဖြတ်မြင့်တစ်ဖက်ထဲမှာရှိတဲ့အတွင်းတောင်နှစ်ခုပဲပေါင်းလက်က180ဒီဂရီရှိတယ်ဒီဘက်ကိုအုပ်လိုက်မယ်ဆိုရင်ဒီဘက်ဘယ်ဘက်ကိုအုပ်လိုက်မယ်ဆိုရင်တောင် D နဲ့တောင် E ပေါင်းညာ180အဲ့လိုပဲညာဘက်ကိုအုပ်မယ်ဆိုရင်တောင် C နဲ့တောင် F ပေါင်းညာ180